ဒီနေ့မှာတော့ Director Christopher Nolan ရဲ့လက်ရာဖြစ်တဲ့ Inception ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးသွားမှာပါ။ဇာတ်လမ်းအစမှာ Cobb နဲ့ Arthur တို့ဟာ Mr. Saito ဆိုတဲ့လုပ်ငန်းရှင်ကြီးတယောက်နဲ့တွေ့ဆုံပြီးသူတို့ဟာလူတွေရဲ့အိမ်မက်ထဲကိုဝင်ရောက်ကအချက်လက်တွေခိုးယူတဲ့ Extractor တွေထိကြောင်းမိတ်ဆက်ထည့်ပါတယ်။သူတို့က Saito ကိုဒီလိုတိုက်ခိုက်မှုတွေကနေကာကွယ်ဖို့တင်နေပေးမယ်လို့ပြောပေမဲ့တကယ်တော့ Cobb တို့ဟာဆိုင်တိုရဲ့အိမ်မက်ထဲကိုရောက်နေတာပါအချက်အလက်ခိုးဖို့ကြိုးစားရင်ခေါ်ပြီးဇနီးဟောင်းမောင်ရဲ့နှောက်ယှက်မှုကြောင့်အစီအစဉ်ပြတ်သွားခဲ့ပါတယ်ဒါပေမဲ့ဆိုင်တိုဟာအထင်မသေးပဲခေါ့ကိုမဖြစ်နိုင်တဲ့အလုပ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်အဲ့ဒါကတော့ပြိုင်ဘက်လူငန်းစုရဲ့အမွေဆက်ခံသူ Robert Fisher ရဲ့စိတ်ထဲကိုအကြံဉာဏ်တစ်ခုထည့်သွင်းပေးဖို့ပါဒါကို Inception လို့ခေါ်ပါတယ်အောင်မြင်ရင်တော့ Cobb ကိုအမေရိကကိုပြန်ခွင့်ရအောင်နဲ့သူကလေးတွေနဲ့ပြန်ဆုံရအောင်စိုက်တို့ကကူညီပေးမှာပါ။ Cobb ဟာဒီအလုပ်တွေအဖွဲ့ဝင်တွေကိုစုဆောင်ပါတယ်။အိမ်မက်တီဆောက်သူ architect အဖြစ် Ariadne ရုပ်ဖျက်ကျွမ်းကျင်သူ Eames နဲ့ Safe for ဆက်သူ Yusuf တို့ပါဝင်လာပါတယ်။သူတို့ရဲ့အစီအစဉ်ကတော့ Fisher ကိုအိမ်မက်၃ထပ်အထိခေါ်သွားဖို့ပါ။အိမ်မက်တစ်ထပ်စီမှာအချိန်စီးဆင်းမှုကပိုနေသွားပါတယ်။ပထမအဆင့်မြို့ပါ Fisher ကိုဖမ်းဆီးပြီးသူ့စိတ်ကိုစတင်လွတ်ခါပါတယ်။ဒါပေမဲ့ Fisher ကဒီလိုတိုက်ခိုက်မှုကိုခံနိုင်ရရှိအောင်လေ့ကျင့်ထားသူမို့သူ့ရဲ့စိတ်အာရုံတွေကလက်နက်ကင်တွေအထိပြန်တိုက်ခိုက်ကြပါတယ်။ဒီမှာတင် Saito ကိုတိနဲ့မှန်ပြီးတန်ရာရပါပါတယ်။ဒုတိယအဆင့် Hotel Cobb က Fisher ကိုယုံကြည်အောင်လုပ်ပြီးသူ့အဖေရဲ့လူယုံတော်ကသူ့ကိုတစ္ဆာဖောက်နေသလိုမျိုးလှည့်စားပါတယ်။တတိယအဆင့်နှင်းတောင်ပေါ်ကခံတပ်ဒီအစ်မှာ Fisher ရဲ့စိတ်ထဲကိုအကြံဉာဏ်သွင်းရမှာပါ။ဒါပေမဲ့ Cobb ရဲ့စိတ်အဆွဲဖြစ်တဲ့မောင်ပေါ်လာပြီး Fisher ကိုပစ်တာလိုက်ပါတယ်။ Fisher ကိုကယ်တင်ဖို့အတွက် Cobb နဲ့ Ariadne တို့ဟာအနက်ဆုံးလွာဖြစ်တဲ့ Limbo ထဲကိုဆင်းသွားကြပါတယ်